Hello အားလုံးမင်္ဂလာပါရှင် Pressure by Nana Fish ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့နနာရဲ့21 challenge ရဲ့9ရက်မြောက်ကိုရောက်ရှိလာပါပြီဒီနေ့နနာ share လုပ်ပေးခြင်းနဲ့ခေါင်းစဉ်လေးရတော့နနာရဲ့နေ့စဉ်တိုင်းရဲ့ behind the scene ပေါ့နော်နေ့စဉ်တိုင်းဒီလိုမျိုး live တွေလွှင့်နိုင်အောင်ပြီးရင်နနာအလုပ်တွေကိုလုပ်နိုင်အောင်အနောက်ကွယ်ကနေနနာဘယ်လိုမျိုးတွေယူတင်ပြီးတော့ပြင်ဆင်ရလဲဆိုတာကိုဒီနေ့ sharing လုပ်ပေးခြင်းပါတယ်လူတယောက်ကအလုပ်တစ်ခုကိုလုပ်မယ်ဆိုရင် prepare အမြဲလုပ်ရပါတယ်အရှိမကိုယ့်ရဲ့သွင်ပြင်လက္ခဏာကတေချာကောင်းမှုတွေအနောက်မှာကြိုးစားမှုတွေရှာဖွေရတဲ့အချက်လက်တွေ data တွေဆိုတာကကိုရလူတွေကိုပြသတဲ့ခါကျမှ supporting ပေးနိုင်မှုအတွက်ကိုအကျိုးတင်ပြင်ဆင်ထားရတယ်ပေါ့နော်ဒါကြောင့်မလို့နနာကဒီနေ့ topic လေးရတော့ကိုကတခုခုလိုလောက်ကင်တော့မယ်ဆိုရင်အနောက်ကနေဘယ်လိုမျိုးbehind the scene ပေါ့နော်အနောက်ကနေဘယ်လိုမျိုးလေးတွေကြိုတင်ပြီးတော့လောက်ကင်ရလဲရှာဖွေရလဲဆိုတာကိုဒီနေ့ sharing လုပ်ပေးချင်ပါတယ်တစ်ချက်အတန်ကြားလာမသိဘူးနော် live လေးချက်စစ်လိုက်အောင်မယ်နော်ဟုတ်ကဲ့ပါနနာတို့ဆိုရင်ဒီမှာပေါ့နော်တခုခုကိုလောက်ကင်မယ်ဆိုရင်နနာဆိုရင်အခုဒီမှာ live လွှင့်ဖို့ဆိုရင်ကိုကနေပြီးဒီ live ကိုလွှင့်တဲ့အခါမှာဘယ်လိုမျိုးကြိုတင်ပြင်ဆင်ရမလဲဆိုတာရှိတယ်ပေါ့နော်နနာဆိုနနာရဲ့ဒီ page မှာပေါ့နော်ဗီဒီယိုလေးတွေအများကြီးရှိရဲဒီဗီဒီယိုလေးတွေကိုလောက်ကင်မှုအတွက်ကိုကခေါင်းစဉ်တစ်ခုကိုကိုကနေ content တစ်ခုရဲ့ခေါင်းစဉ်ကိုကိုကစဉ်းစားပြီး caption ကိုစဉ်းစားပြီးဆိုရင်ဒီ caption ရဲ့နောက်မှာဘယ်လိုမျိုးမိတ်ဆွေတွေကိုကိုယ့်ရဲ့ audience တွေကိုဘယ်လိုမျိုးကိုကအချက်လက်လေးတွေပေးနိုင်အောင်ဘယ်လိုမျိုးရက်တာလေးတွေပေးနိုင်အောင်အမြဲတမ်းကိုကနေပြီးတော့ကြိုတင်ပြင်ဆင်ရတယ်ခေါင်းစဉ်တစ်ခုကိုကိုကသိပြီဆိုရင်ဒီခေါင်းစဉ်ပေါ်မှာဘယ်လိုမျိုးစာသားတွေပေးရမလို့เนาะနနာဆိုအခုဆို AI နည်းပညာတွေများတဲ့အတွက်ကြောင့်အရင်ကဆိုရင်ကိုယ့်ဟာကိုစဉ်းစားပြီးရေးရတယ်အခုဆိုရင်ပို့ပြီးတော့နားတဲ့ကိုလည်းရောက်အောင်အုံနောက်ထဲကိုလည်းရောက်ဖတ်တဲ့လူရောဗီဒီယိုလေးမြင်သွားတဲ့အခါမှာဘယ်လိုမျိုးကောင်းမွန်အောင်ဆိုပြီးတော့ AI ရဲ့AI ကိုနနာကောင်းမွန်စွာအသုံးချလာတတ်တယ်ပေါ့နော်အဓိကတော့ ChatGPT သုံးတယ်ပြီးရင် Gemini သုံးတယ်ပေါ့နော်ဒါတွေကနနာရဲ့နေ့စဉ်နဲ့ဘဝမှာနနာ live လွှင့်တဲ့အခါလေးပြီးရင်နနာရဲ့ content ဗီဒီယိုလေးတွေမှာအနောက်ကနေပြီးတော့ကြိုတင်ပြင်ဆင်ရတဲ့ behind the scene ထဲမှာပါဝင်နေတယ်ပေါ့နော်ပြီးတော့ဒီလိုမျိုးကိုကနေပြီးတော့ကိုယ့်ရဲ့page ကိုလာပြီးတော့ကြည့်နေတဲ့လူတွေကိုဟိုကဘယ်လိုရက်တာတွေကိုကောင်းဆောင်ပေးနိုင်မယ်ဆိုတာလည်းကြိုပြီးတော့ကိုကလေ့လာရတယ်ပြီးတော့နနာရဲ့ page ကကြတော့နနာရဲ့ page ကမိတ်ဆွေတို့ကိုကောင်းမွန်တဲ့ရက်တာတွေကိုပေးနေအောင်လည်းအများနဲ့ကြိုးစားနေတယ်နနာရဲ့ page ကိုဝင်ရောက်တာနဲ့နနာကဘာတွေကိုပေးနိုင်လဲဆိုတာကိုရေးပေးထားတယ်နနာရဲ့ page ရဲ့အဓိကကတော့နနာလုပ်ကိုင်နေတဲ့ digital business ကြောင်းပေါ့နော် marketing digital business digital marketing ကြောင်းနနာ sharing လုပ်ပေးနိုင်တော့ sharing လုပ်ပေးမယ်ဒီအားကြတော့နနာလက်ရှိလုပ်ကိုင်နေတဲ့ digital business ကိုနနာဘယ်လိုလုပ်ကိုင်နေတဲ့အကြောင်းနနာ sharing လုပ်ပေးခြင်းဖြစ်ပါတယ်ပြီးတော့နနာရဲ့ page ကိုလာပြီးလေ့လာတဲ့လူတွေရဲ့ mindset ဆိုတာက better life ပေါ့နော်ကိုယ့်ရဲ့ဘဝကိုပိုပြီးကောင်းမွန်အောင်ဘယ်လို mindset တွေထားရမလဲဆိုတာကိုနနာသိသလောက်ကိုနနာ sharing လုပ်ပေးခြင်းဖြစ်တယ်ပြီးရင်နနာကလက်ရှိနေထိုင်နေတာက USA မှာနေထိုင်တဲ့ကြောင့် USA မှာနနာသွားလာနေတဲ့ activity လေးတွေကိုလည်းနနာက sharing လုပ်ပေးတယ် blog လေးတွေကိုနနာရိုက်ပေးနိုင်တော့ရိုက်ပေးတယ်ပေါ့နော်အခုကတော့ရာသီဥတုအခြေအနေကြောင့်လည်းပြင်လည်းမသွားနိုင်ဘူးနေရာဒီဆိုတော့နနာတကယ်ကြီးတွေနဲ့ပြင်သွားတဲ့ခါကျရင်နနာဒီမှာသွားတဲ့နေရာအထူးဆန်းလေးတွေနနာတင်မောသွားစီးသွားဆိုတော့တင်မောစီးတဲ့အကြောင်းလေးတွေပြီးရင်နနာ helicopter သွားစီးတဲ့ခါကျရင်ဘယ်လိုမျိုး experience ရလဲဆိုတော့နနာ page မှာနနာ sharing လုပ်ပေးထားတယ်ပေါ့နော်ဒါလေးတွေကလည်းမရောက်ဘူးတဲ့သူတွေအတွက်ကိုရောက်ဘူးပြီးတဲ့သူတွေအတွက်ကိုနနာကပျော်ရွှင်စရာလေးကိုအတူတကွဝေမျှခြင်းဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့နနာရဲ့နေ့စဉ်ရဲ့ဘဝမှာ activity တွေအတွက်အနောက်ကနေပြီးတော့ behind the scene ဆိုတာအများကြီးရှိပါတယ်နနာကနေတိုင်းမှာ full time လုပ်ကိုလုပ်တယ်ဒီ full time လုပ်ကိုလုပ်ဖို့အတွက်ကိုအမြဲတမ်းခွန်အားအမြဲတမ်းပြည့်အောင်ကိုယ့်ရဲ့ mindset ကိုကအမြဲတမ်း motivation ပြည့်ရှိအောင်နနာအမြဲတမ်းလုပ်ကိုင်နေဒါကလည်း
နနာရဲ့နောက်ွယ်ကနေပြီးတော့ကြိုးစားမှုတွေတွေကတကူဖြစ်တယ်ပြီးရင်နနာလက်ရှိလုပ်ကိုင်နေတဲ့ digital business ကိုလည်းနနာရဲ့ business ကိုလာပြီးမေးမြန်းတဲ့လူတွေကိုသိကျင်တဲ့လူတွေကိုကူညီပေးနိုင်တဲ့business manager တယောက်ဖြစ်အောင်လည်းနနာကြိုးစားနေတယ်နနာနဲ့အတူတူကလုပ်ကိုင်နေတဲ့ business partner မတွေအကိုတွေကိုလည်းကောင်းစွာကို supporting ပေးနေအောင်ကိုလုပ်ပေးနိုင်အောင်အမြဲတမ်းကိုလေ့လာနေတယ်နနာတို့ဒီ business က global business ဖြစ်တဲ့အတွက်ကြောင့်လူမျိုးစုံတွေ့ရမယ်ပြီးရင်လူမျိုးစုံတိုင်းရင်းသားအစုံအများကြီးရှိကြတယ်ဒါတွေနဲ့ကိုကအမြဲတမ်း communication ကောင်းအောင်လုပ်နိုင်အောင်အမြဲတမ်းနနာကြိုးစားနေတယ်ဘာဖြစ်လို့လဲဆိုတော့ global business တစ်ခုကိုလုပ်ကိုင်နေတဲ့အတွက်ကြောင့်ကိုကအကောင်းဆုံးကိုကလုပ်ပေးနိုင်အောင်ကိုကြိုးစားတယ်ဘာသာစကားကလည်း professional တယောက်လိုမဟုတ်ဘူးဒါပေမဲ့ကိုကprofessional တယောက်ဖြစ်အောင်ကြိုးစားမယ်ဆိုတဲ့စိတ်ကိုအမြဲတမ်း mindset ကိုထားတဲ့အတွက်ကြောင့်အမြဲတမ်းကိုကလေ့လာတယ်သင်ယူတယ်ရင်းနှီးဆိုရင်ဘာသာစကားကဒီလူမျိုးတွေမတူတဲ့အတွက်ကြောင့်ပြောတဲ့ဘာသာစကားတွေကအင်္ဂလိပ်ဘာသာစကားပဲဒါပေမဲ့ accent တွေကမတူကြဘူးနနာပြောတဲ့စကားကိုချားလို့နားလည်ကြမှာနားလည်မယ်ချားလို့ပြောတဲ့စကားကိုနနာနားလည်ကြမှာနားလည်မယ်ဒါပေမဲ့ဒီလိုနားလည်နိုင်အောင်အမြဲတမ်းကိုက practice is perfect ပေါ့နော်လူတယောက်ကတော့ perfect တော့မဖြစ်ဘူးဒါပေမဲ့ဖြစ်အောင်တော့ကြိုးစားလို့ရတယ်ပေါ့နော်ဒါကြောင့်နနာဒီ business ကိုလုပ်ကိုင်တဲ့အခါမှာနနာ mindset ကတော့လုံးဝ changes ဖြစ်သွားတယ်ဒါကြောင့်မို့ကိုကလေ့လာနိုင်အောင်လေ့လာတယ်ဒါနနာရဲ့နေ့စဉ်နဲ့အမြ behind the scene ဒီအရှိမနနာအခုဒီလို live လွှင့်နေရဲ့အနောက်ကမှနနာဒီမျိုးလွှင့်နိုင်အောင်ကိုယ့်ရဲ့ mindset ကိုဘယ်လိုမျိုး change လုပ်ခဲ့ရလဲပြီးရင်ကိုအမြဲတမ်း motivation active ဖြစ်နေတဲ့လူတယောက်ဘယ်လိုလုပ်ကိုင်ရလဲဆိုတာကနနာရဲ့ behind the scene တွေပေါ့နော်ဒီလိုချိန်တွေရအောင်ဒီလိုမျိုးကိုstrong ဖြစ်အောင်အမြဲတမ်းကိုကနောက်ကနေကိုအမြဲတမ်း remind ပေးနေတယ်တခြားသူတွေမြင်ရင်လည်းသူကဒီလိုလူမျိုးပါလားသူကြိုးစားနေတယ်သူ့ရဲ့ကြိုးစားမှုငါတို့ appreciate လုပ်မယ်ပြီးရင်သူကဘာကြောင့်ဒီလိုမျိုးအမြဲတမ်း active ဖြစ်ပြီးကြိုးစားနိုင်တာသူ့မှာဘယ်လိုမျိုးခွန်အားတွေရှိတယ်ဘယ်လိုစိတ်ဓာတ်တွေကိုသူကထားလဲဆိုတာကိုမြင်လိုက်တဲ့သူတွေကိုကအတူယူစရာမဟုတ်ဘဲနဲ့ပေါ့နော်ကိုမြင်လိုက်တာနဲ့သူတို့လည်းပို့ပြီးခွန်အားတွေပြေသွားအောင်သူတို့လည်းပို့ပြီးတော့ပို့ပြီးတော့ပေါ့နော်စိတ်ဓာတ်တွေရောတက်ကြွနိုင်အောင်ဆိုပြီးတော့ကိုကအမြဲ active ဖြစ်နေတဲ့လူတစ်ယောက်အနေနဲ့လည်းကိုပြသနိုင်အောင်အမြဲတမ်းကိုကြိုးစားနေတဲ့သူတစ်ယောက်ဖြစ်တယ်ပေါ့နော်ကို over confidence ရှိနေတာမဟုတ်ဘူး confidence ရှိအောင်ကိုနေထိုင်တယ်ရင်းနှီးဆိုရင်နနာကဓာတ်ပုံရိုက်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးနနာတကယ်ကြီးပုံစံလေးဆိုပြောတယ်ကြောက်ရွံ့ကြီးကြနေရပဲဓာတ်ပုံရိုက်တာဒါပေမဲ့ဒီ business ကိုလုပ်ကိုင်လာတဲ့ခါကျမှနနာတော့ပို့ပြီးတော့ change တွေအများကြီးဖြစ်လာတယ်ဘာဖြစ်ဆိုတော့အတူယူစီက leader တွေအများကြီးတွေ့လာတယ် business partner တွေအများကြီးတွေ့လာတယ်အောင်မြင်တဲ့သူတွေအများကြီးတွေ့လာတယ်သူတို့တွေဘာကြောင့်ဒီလိုအောင်မြင်လာလဲသူတို့ mindset တွေသူတို့ဘယ်လိုထားလဲသူတို့ရဲ့activity တွေကဘယ်လိုမျိုးပေါ့နော် active ဖြစ်နေတာလဲသူတို့ကအလုပ်တွေကိုအများကြီးလုပ်တယ်ဒီမှာဆိုရင် next တွေလုပ်ရတယ်ဆိုတာကshit တွေအများကြီးပဲ3ရက်ဆက်တိုက်36နာရီ24နာရီတောက်လျှောက်လုပ်ပြီးတော့မှသူတို့နားတယ်သူတို့သားသမီးတွေနဲ့သူတို့ရဲ့မိသားစုဘဝကို work and life ကိုဘယ်လို balance ညီအောင်သူတို့လုပ်လဲဆိုတာကိုနနာအတူယူလာတက်လာတယ်ပြီးရင်ကိုလည်း strong ဖြစ်အောင်ဖြစ်လာလုပ်လာနိုင်တယ်အရင်တော့ဆိုတခုပြောရင် one နဲ့တက်လာတယ် one နဲ့တက်တယ်တခုပြောရင်မျက်ရည်ကျတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာငါ strong ဖြစ်ရမယ်ငါဟာတခုပြောရင်ငါရဲ့စိတ်ကိုအမြဲတမ်းငါမာနေမှဖြစ်မယ်ဆိုတဲ့စိတ်တွေကပို့ပြီးတော့ရင့်ကျက်လာတယ်ပို့ပြီးတော့တည်ငြိမ်လာတယ်ပြောလို့ရတော့ပေါ့နော်ဒါဆိုတခုလုပ်မယ်ဆိုရင်ငါစခဲ့တဲ့အလုပ်တစ်ခုကိုငါဘယ်လိုလုပ်ခံရမလဲဒါတွေကနနာရဲ့ daily life ရဲ့ behind the scenes တွေဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့နနာကမိတ်ဆွေတို့ကိုပြောပြချင်တာကကိုကအလုပ်တစ်ခုကိုလုပ်တော့မယ်ကိုရဲ့နေ့စဉ်ဘဝကို active ဖြစ်အောင်လုပ်မယ်ကိုအများနဲ့ remind ပေးပြီးတော့ငါဟာ motivation အပြည့်နဲ့ငါရဲ့စိတ်ဓာတ်တွေခွန်အားတွေပြည့်အောင်ငါဘယ်လိုလုပ်ရမလဲငါဖြစ်ချင်တဲ့အိမ်မက်စိတ်ကူးတွေကဘာတွေလဲဒါတွေကိုကိုကလုပ်ချင်နေဆိုရင်ပါဇက်ကနေပြီးတော့လေတွေကနေပြီးတော့တိုက်အိမ်ဆောက်လို့မရဘူးလက်တွေ့ကြလုပ်ကင်မှုအရေးကြီးတယ်ဒါကြောင့်မလို့ကိုဟာတခုကိုလုပ်ကင်မယ်ဆိုရင်ကိုကနောက်ွယ်ရနေပြီးတော့လေ့လာရမယ်ကြိုးစားရမယ်သင်ယူရမယ်မသိရင်မေးရမယ်ကိုကကြီးက AI နည်းပညာတွေကလည်းတိုးတက်လာတဲ့အတွက်ကြောင့်ကိုက digital ကိုစိတ်ဝင်စားတယ်လောက်ကင်ခြင်းနေဆိုရင်ကိုရဲ့မှာရှိတဲ့ talent နဲ့ကိုဘာကိုဝါသနာပါလဲကိုဘာကိုလုပ်ချင်တာလဲဆိုတာကိုသိပြီးဆိုရင်ကိုကနေပြီးတော့လေ့လာလို့ရတယ် online ပေါ်မှာလည်းအများကြီးလေ့လာလို့ရတယ်Google တို့Safari တို့ရှိသမျှအရာအလုံးကတကယ်ကိုကမ္ဘာစာကြည့်တိုက်ကြီးတစ်ခုတွေဖြစ်တယ်ဒါကြောင့်မလို့ကိုကသိချင်နေဆိုရင် Google ကိုခောက်ပါ
အင်္ဂလိပ်စာကိုအားနေတယ်ကိုကမသိဘူးဆိုရင်များ practice လုပ်ပါဒီအင်္ဂလိပ်စာလေးကို Google Translate တွေသုံးပြီးနားလည်အောင်လုပ်ပါအနည်းကဆုံးကိုနားလည်နိုင်တယ်ပေါ့နော်ဒါကြောင့်မလို့နနာလည်းဒီလိုပဲနနာအခုဒီ business ကိုလုပ်တယ်နနာတို့ရဲ့ training site တွေရှိရဲ့ training တွေကအင်္ဂလိပ်စာကိုအဓိကထားပြီးတော့ပြောပြထားတယ်ဒါပေမဲ့ဒီဥစ္စာကိုကအများကြီးနားလည်လားဆိုတော့နားမလည်ဘူးဒါပေမဲ့နားလည်အောင်ကြိုးစားပြီးတော့သင်ယူရင်းနဲ့နနာဒီ business ကို run လာနိုင်တယ်ဒီ business ကနေပြီးတော့နနာအတွက်ဒီနည်းပညာပိုင်းတွေ technology ပိုင်းတွေပြီးရင် social media platform တွေကိုဘယ်လိုမျိုးအကျိုးရှိရှိအသုံးချရမလဲပြီးရင်ကိုမှရှိရဲ့ talent ကိုမှရှိရဲ့ knowledge တွေကိုဘယ်လိုမျိုးကိုယ့်ရဲ့ audience တွေကိုယ့်ရဲ့ page ကို like follow လုပ်ထားတဲ့လူတွေကိုဘယ်လိုမျိုးကိုဝင်မြပေးရမလဲကိုယ့်ရဲ့ business က digital business ဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ business ကိုwall ပေါ့နော်ဒီနိုင်ငံတကာ global ကို reach out ဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာတွေနားတော့အများကြီးသိလာနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့မိတ်ဆွေတငယ်ချင်းတို့ကလည်းကိုကတခုခုကိုလုပ်မယ်ဆိုရင်ကိုယ့်ရဲ့နေ့စဉ်ဘဝမှာထိတွေ့နေရတဲ့အရာတွေကလည်းကိုယ့်ရဲ့activity တွေပဲဖြစ်တယ်သင်ယူစရာလေ့လာစရာတွေဖြစ်တယ်ဒါကြောင့်မလို့ကိုကတခုခုလုပ်ကိုင်တော့မယ်နေ့စဉ်ဘဝမှာဖြတ်သန်းတော့မယ်ဆိုရင်ကိုကမနှက်လုပ်မယ်ဆိုညာတွေကအမြဲတမ်းကို plan ဆွဲထားတယ်ပေါ့နော်ဥပမာကိုက full time လုပ်နေတယ်မနေ့ပြန် full time နေ့တိုင်းကတော့ full time အချိန်ပြည့်အလုပ်လုပ်နေတယ်တမက်ရိုးကြအလုပ်ကန်းတွေကိုနေ့စဉ်တိုင်းလုပ်ကိုင်နေရတယ်ဒါပေမဲ့အဲ့ဒီလုပ်ကိုင်ရမယ်လို့ကိုကအမြဲတမ်း plan ချပြီးတော့ arrangement လုပ်ထားတယ်ဆိုရင်ကိုမနေ့ကျရင်လုပ်သွားတဲ့အချိန်ကျရင်ဘာပြီးရင်ဘာလုပ်မယ်ဆိုတာကိုကြိုသိထားတယ်ပေါ့နော်ကြိုပြီးတော့ကိုကတွေးထားတယ်လုပ်ကိုင်ထားနိုင်တယ်ဒါဟာ behind the scene ပဲဖြစ်တယ်ရုပ်ရှင်ရိုက်တယ်ဆိုရင်ရုပ်ရှင်ပေးကပြီးရင် behind the scene ဆိုပြီးတော့အပြောအနောက်လေးတွေအမားလေးတွေပြကြသလိုပဲကိုလုပ်နေတဲ့အလုပ်တစ်ခုကိုကိုယ့်ရဲ့နောက်ွယ်မှာအမြဲတမ်းကိုက arrangement လုပ်ထားမယ် plan တွေဆွဲထားမယ် plan တွေဆိုတာလည်းထားတာမဟုတ်ဘူးကိုလုံးမဲ့လုပ်တွေကိုအမြဲတမ်းစီစဉ်တရားဖြစ်အောင် organize ဖြစ်အောင်ကိုကအမြဲတမ်းမနေ့လုံးမဲ့ຢာယူညာတွေကနေပြီးတော့စီစဉ်ထားမယ်ဆိုရင်ကိုအတွက်အရာအလုံးက ready ဖြစ်သလိုလွယ်လင်းတကူနဲ့ easy going လုပ်ကိုင်နိုင်တယ်ပေါ့နော်ဒါကြောင့်မလို့မိတ်ဆွေတို့အားလုံးကိုပြပြချင်တာကကိုကတခုခုတို့လုပ်ကိုင်တော့မယ်ဆိုရင်အမြဲတမ်းplan ဆွဲထားပါပြီးရင်စီစဉ်တခြားနဲ့ system ရှိလုပ်နိုင်တဲ့အလုပ်မျိုးတွေကိုကိုကလုပ်မယ်ဆိုရင်မိတ်ဆွေတို့ကောင်းမွန်တဲ့အရာတစ်ခုကိုပိုင်ဆိုင်နိုင်မယ်လို့နနာမျှော်လင့်ပါတယ်။ဒါကြောင့်မလို့နနာရဲ့နေ့စဉ်နဲ့အမျှမှာ behind the scene တွေကတော့အများကြီးရှိပါတယ်။ကိုယ့်ရဲ့ mindset ဘိုင်းရဲ့ behind the scene ကတော့ကိုကနေ့စဉ်နဲ့အမျှစိတ်ကိုဘယ်လိုကောင်းလဲဆိုစိတ်ကိုအကောင်းဆုံး positive energy ရအောင် positive thinking mindset တွေရအောင်နနာကို remind လုပ်တယ်။ပြီးရင်နနာလက်ရှိလုပ်နေတဲ့ဒီ digital business ကိုလည်းနနာကအလုံးလုံးနေပေမဲ့လည်းနနာရဲ့ page မှာအမြဲတမ်း post တွေက auto တက်တယ်။ဘာကြောင့်လဲဆိုတော့နနာညာတွေကနေပြီးတော့ schedule တွေနဲ့ဒီချိန်မှာဘယ်လိုမျိုးcontent လေးတွေဘယ်လိုမျိုး reel လေးတွေဘယ်လို video လေးတွေငါတင်ရမယ်ဆိုပြီးတော့နနာညာတွေကနေပြီးတော့ schedule နဲ့အမြဲတမ်းလုပ်ထားတယ်။ဒါကြောင့်မို့နနာက full time လုပ်နေပေမဲ့လည်းနနာရဲ့ page မှာအမြဲတမ်းနနာရဲ့ activity တွေရှိနေတယ်။ဒါကနနာရဲ့နေ့စဉ်နဲ့အမျှ behind the scene တွေဖြစ်တယ်ပေါ့နော်။business ကိုသိချင်တဲ့လူတွေကိုနနာအမြဲတမ်း reply ပြန်ပေးတယ်။ဘယ်ချိန်မှပြန်လဲဆို auto reply ရှိသလိုကိုယ့်ရဲ့ဘာသာစကားကိုပိုသိချင်တဲ့လူတွေအတွက်လည်းနနာကအားရင်အားလို့မြန်မာစာနဲ့ message တွေပြန်ပြီးရဲ reply တွေလုပ်ပြီးတဲ့register လုပ်ထားတဲ့လူတွေကိုလည်း webinar တွေကဘယ်လိုကြည့်ရတယ်ဘယ်လိုစီးပွားရေးမျိုးလဲဆိုတာကိုလည်းနနာက reply တွေနနာရဲ့အားလဲဆိုနနာ break time ယူတဲ့ချိန်တွေမှာနနာကအမြဲတမ်း reply ပြန်ပြီးအချိန်ကိုပေါ့နော် management ရအောင်လုပ်နိုင်ရင်ကိုယ့်အတွက်ကအကျိုးကျေးဇူးတွေအများကြီးပဲပေါ့နော်ဒါကြောင့်မလို့မိတ်ဆွေတို့ပြောချင်တာကကိုတခုလုပ်မယ်ဆိုရင်အမြဲတမ်းအစဉ်သင့်ဖြစ်အောင် planning ဆွဲထားပါ management လုပ်ပါအချိန်ကိုလည်း management ရအောင်လုပ်ပါဒါဆိုကိုယ့်အတွက်အများကြီးကြိုးကျေးဇူးတွေရရှိမယ်လို့နနာဒီနေ့ live လေးကနေပြီးဝမျှပေးခြင်းပါတယ်ဒီနေ့ live လေးကတော့ဒီလောက်လေးပါပဲကောင်းသောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ပါစေနနာတို့စီမှာလည်းနှိမ့်မုံတိုင်းကြာလာတဲ့ကြောင့်နှိမ့်နေလေထိုးလေးရတာပြမန်းနေကြပြီဟုတ်ကဲ့ပါမနေ့ပြန်မှာဘလို့ခေါင်းစဉ်လေးနဲ့လာပြီး sharing လုပ်ပြီးလဲဆိုတာကိုစောင့်မျှော်ပြီးဖို့အတွက်ဖိတ်ခေါ်ပါတယ်နနာရဲ့ page ကိုလိုက်ရ follow လုပ်ထားတဲ့အရောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကောင်းသောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ပါစေရှင် have a good day bye bye